မင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့ကျွန်တော်ပြပေးသွားမှာကတော့ကျွန်တော်တို့ဖုန်းမှာဖုန်းဘက်ထရီဖုန်းတက်ခဲရအစားမြန်နေပေါ့ပုံမြန်နေအဲ့ဒါလေးကိုအကုန်မြန်မမြန်အောင်တက်တာဘက်ထရီအစားတက်တာအောင်ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ထုံးစံအတိုင်းပဲကျွန်တော်တို့ setting လေးကိုဝင်လိုက်ပါမယ်เนาะ setting လေးကိုတွားပါမယ်သွားပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘယ်ကိုသွားမလဲဆိုရင်အောက်ဆွဲချလိုက်ပါအပေါ်ဆွဲချလိုက်ပါဆွဲပြီးသွားပြီဆိုရင်ဒီမှာ display on brightness ဆိုတာရှိပါတယ်เนาะဒီစာကြောင်းကိုဖုန်းကတစ်လုံးနဲ့တစ်လုံးမတူတဲ့အတွက်စာကြောင်းကအနည်းငယ်အနည်းနဲ့အများကွဲလွဲနိုင်ပါတယ်เนาะဒါပေမဲ့ဒီစာကြောင်းကိုမှန်အောင်လိုက်ရှာလိုက်ပါเนาะဒီ display on brightness ဆိုတာရှိပါတယ်သူဒီအဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါเนาะပြီးရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်ဒီမှာကျွန်တော်တို့ screen brightness ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ဒီလိုမျိုးအကုန်သာအဆုံးသာတင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ battery ကကျွန်တော်တို့ဖုန်းက3နဲ့တက်လိုက်နဲ့အရန်ပူပြီးတော့ battery အစားမြန်မှာဖြစ်ပါတယ်เนาะ battery မြန်ကုန်မှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ကဒီဟာလေးကိုဒီအတန်းလေးကိုကျွန်တော်တို့က90ရာခိုင်နှုန်းလောက်ပဲထားလိုက်မယ်เนาะဒီ90ရာခိုင်နှုန်းလောက်ထားလိုက်ပါပြီးသွားပြီဆိုရင်ဒီညာထဲမှာ light mode နဲ့ dark mode ဆိုတာနှစ်ခုရှိပါတယ်เนาะအဲ့ဒီဟာကိုဒီဘက် dark mode ဆိုတာတွေကိုပြောင်းပြီးတော့ထားပေးပါပြီးသွားရင်ဒီလိုပြောင်းထားပေးခြင်းအပြင်ကျွန်တော်တို့ကမျက်လုံးကလည်းပဲဖုံးကြည့်တာများတဲ့သူတွေအတွက်ဒီမျက်လုံးဒီလို dark mode ပြောင်းလိုက်လို့ရှိရင်မျက်လုံးမထိတော့ဘူးဗျာသိရမလားနည်းနည်းအမဲဘက်ကိုသွားတဲ့ခါကျတော့မျက်လုံးကနည်းနည်းလေးတက်တာရောက်တယ်ဒီဘက်ကိုထားလိုက်မယ်ဆိုရင်အလင်းကတော်တော်လင်းနေမှာဖြစ်ပါတယ်အဲ့တော့မျက်လုံးနာတာတို့ဘာလို့ဖြစ်မှာဖြစ်ပါတယ်เนาะအဲ့လိုမျိုးမဖြစ်ရအောင်ကျွန်တော်တို့ဓာတ်မုတ်ကိုပြောင်းပေးလိုက်ပါเนาะပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘယ်လိုသွားမလဲဆိုရင်ဘက်ပြန်ထွက်လိုက်ပါဘယ်လိုထွက်လိုက်ပါထွက်ပြီးသွားပြီဆိုရင်အပေါ်ပြန်ဆွဲတင်လိုက်ပါเนาะဆွဲတင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီ battery ဆိုတဲ့နေရာတွေကိုပြန်နှိပ်ပေးလိုက်ပါเนาะโอเคဒီလိုမျိုးပေါ်လာပြီဆိုရင်အပေါ်ဆွဲတင်လိုက်ပါเนาะဒီမှာတွေ့လားမသိဘူးเนาะဒီမှာเนาะဒီမှာပါဒီမှာပတ်ကြည့် Messenger TikTok YouTube Boycott ဆိုပြီးတော့ဒီမှာအများကြီးပေါ်လာတာဖြစ်ပါတယ်ဒီဟာတွေကဘာဖြစ်လို့ပေါ်လာလဲဆိုရင်ကျွန်တော်တို့ကဖုန်းသုံးနေတဲ့အချိန်မှာဒီမှာလာပေါ်တဲ့ software တွေကနောက်ခံ background ကနေပြီးတော့အမြဲတမ်း battery ကိုဆွဲတာเนาะ battery ကိုဆွဲတဲ့ software တွေ battery အားကုန်မြန်အောင်မမြန်အောင်မပူအောင်လုပ်တဲ့အနောက်ခံ background ကနေပြီးတော့အမြဲတမ်း run နေတဲ့ software တွေဖြစ်ပါတယ်ဒီဟာတွေကိုဘယ်လိုပိတ်ရမလဲဆိုရင်ကျွန်တော်တို့ကဘယ်လိုပိတ်ရမလဲဆိုရင်လွယ်လေးပဲเนาะဘယ်လိုပိတ်ရမလဲဆိုရင်ဒီပတ်ကြည့်ဆိုရင်နောက်ခံ background ကနေပြီးတော့အမြဲတမ်း run နေတာဖြစ်တဲ့အတွက်ဖုန်း battery ကလည်းဖုန်းအားကလည်းခံမှာမဟုတ်ဘူးပြီးလို့ရှိရင်ဖုန်းကလည်းပူနေမှာဖြစ်ပါတယ်အဲ့ဒါကိုပိတ်ဖို့အတွက်ဒီ app ကိုနှိပ်လိုက်ပါเนาะနှိပ်ပြီးသွားပြီဆိုရင်အပေါ်ဆွဲတင်လိုက်ပါဆွဲတင်သွားပြီဆိုရင်ဒီမှာတွေ့တာဒီအောက်ဆုံးသားထဲမှာ background app ဆိုတာလေစာရန်ရှိတယ်နောက်ဆုံးစာရန်เนาะအဲ့စာရန်လို့နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့က okay ပေးလိုက်ပါเนาะ okay အဲ့ဒါဆိုရင်ကျွန်တော်နောက်ခံကနေမရမ်းအောင်လို့ကျွန်တော်ပိတ်လိုက်ပြီးဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုထပ်ပိတ်ပါမယ် Messenger ကိုပိတ်ပါမယ်เนาะ Messenger ကိုနှိပ်လိုက်ပါစောနာအတိုင်းပဲเนาะအပေါ်ဆွဲတင်ပါဆွဲတင်ပွားပြီဆိုရင်ဒီအောက်ဆုံးကစာကြောင်းလေးကိုနှိပ်လိုက်ပါပြီးရင် okay နှိပ်ပေးလိုက်ပါပြီးရင်ဘက်ပြန်ထွက်ပါပြီးရင် TikTok ဆိုရဒီတိုင်းပဲเนาะဒီတိုင်းပဲဒီမှာရှိနေတဲ့ဒီမှာပေါ်လာသမျှ software တွေအကုန်လုံးကိုအဲ့လိုမျိုးလုပ်ပေးလိုက်เนาะဒီလိုမျိုးလုပ်ပေးလိုက်เนาะ okay အဲ့ဒါဆိုရင်မိတ်ဆွေတို့ဖုန်းကမပူလဲမပူတော့ဘဲနဲ့ battery အားလည်းခံမှာဖြစ်ပါတယ်เนาะဒီလိုမျိုးလုံးလိုက်ခြင်းအပြင်မိတ်ဆွေတို့ဖုန်းကအမြဲတမ်းအားအကုန်မမြန်ပဲနဲ့အားကုန်တက်နဲ့တွတ်လက်ကလေးဖုန်းကလည်းအရင်မပူအောင်ထ
ထိန်းချုပ်ပေးတာဖြစ်ပါတယ်เนาะနောက်ခံ background ကနေပြီးတော့ run နေတဲ့ software တွေမှန်သမျှကိုဆွမ်းနာနေရာထဲမှာအကုန်လုံးတွားပြီးတော့လုပ်ပေးလိုက်ပါเนาะကျွန်တော်လုပ်ပြသလိုမျိုးအားလုံးအဆင်ပြေကြပါစေเนาะအဆင်မပြေတာရှိလို့ရှိရင်နားမလည်တာတို့ဘာလို့ညာတို့ရှိလို့ရှိရင်ကျွန်တော် comment ထဲမှာရေးခဲ့ပေးပါเนาะကျွန်တော် reply မပြန်ရသေးဘူးဆိုလို့ရှိရင်လည်းကျွန်တော်မအားလို့ဖြစ်ပါတယ်เนาะကျွန်တော်အားရချိန်ကြာလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့ comment တို့ပြန်ကြည့်ပေးပါမယ် reply လုပ်ပေးပါမယ်เนาะအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုကြိုက်တယ်နဲ့သက်တယ်ဆိုရင် like and subscribe share လေးပါ like လေးလုပ်ပေးလို့ရပါတယ်เนาะကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ပြီးတော့လေးလာကြည့်ရအောင်ပါ